မင်္ဂလာပါတငယ်ချစ်တွေဒီနေ့ vlog မှာတော့အားလုံးရဲ့အသေးကြော် red panda စန်ဒါနီလေးတွေအကြောပြောချစ်သွားမယ်သူတို့ကို Firefox လို့နေခေါ်ကြပါတော့သူတို့ရဲ့အနီရောင်အမွှေးထုတဲ့အမည်တွေကြောင့်ပါ Firefox browser ရဲ့ logo ကတကယ်ဒီတက်တရားလေးတွေကိုကိုစားပြုတာပါသူတို့တစ်ပင်ထက်တာအရန်တော့တယ်သူတို့အမြတ်တမ်းတစ်ပင်ဖောမှာနေကြတယ်ကြည့်ရတာတိတ်ချစ်စရာကောင်းတယ်ဒီပန်ဒါနီလေးတွေကအရန်ကိုရှားနေပါပြီတေချာဂရုမတိုက်ရင်မျိုးတုံသွားနိုင်ပါဝဲသူတို့ကဝါပင်လေးတွေတစ်သီးတွေကြိုက်တယ်တခါတလေပိုးကောင်သေးလေးတွေလည်းစားကြတယ်ဒီနေ့ကျွန်တော်ကပန်ဒါနီလေးအတွက်ဝါလုံးနဲ့အိမ်ဆောင်ပေးမယ်โอเคဖြည်းဖြည်းချင်းဆက်တက်ပါယေဒီပန်ဒါတွေကိုတရားမဝင်ဖမ်းဆီးပြီးအမဲလိုက်ဖို့စ조사နေကြဘာယူတွေလဲသူတို့တန်ဖိုးစုဥတာဘာမှမသိဘူးဩလူတွေကမာပေါ်မှာကောင်းရီ1000အပဲကြံတော့လို့အရန်ရှားနေပြီကချင်ပြေမှာဝက်ဝွန်နီးလေးကျတွေ့နိုင်တယ်သူလားသိလားဒါပေမဲ့တော်တော်လေးရှာပါတယ်ပြီးတော့မယ်သွားကြရအောင်အမြန်လို့